မနစ်ကညူရညမှာစပစ်သီး12လုံးစားခဲ့လား မစားခဲ့ မနစ်ကညူရညမှာစပစ်သီး12လုံးစားခဲ့လား မစားခဲ့စားခဲ့ ဒီနှစ်ကောစားမယ်လို့ကြံသားလား ဒီနေ့စားဖို့မရှိတော့ဘူးနော်မရှိတော့ ဘာဖြစ်လို့လဲ ပတ်ကဲမလို့ ဟမ် ပတ်ကဲမှာမလို့ အော် ဘယ်လိုပြောမလဲဟိုသူများရပြောလေပါလေ12လုံးစားလို့ရှိရင်ဘာဖြစ်တာ ကြည်သားရတယ် ငါအဲ့ဒါကျွန်တော်ယုံကြည်မရှိလို့ အော် တော့ညီသားကိုထပ်မလို့ဘလို့ကျွန်တော်တော့ရငါမသိဘူး ခရစ်စမတ်မှာဘယ်သူနဲ့တူတူဖြတ်တိုင်းခဲ့လဲ ပေါ်လာလေးနဲ့ပဲ တူတူပဲအကောင်လုံးတူတူပဲ ကောင်မလေးနဲ့အေးကောင်မလေးနဲ့အေးကောင်မလေးနဲ့ ဘော်ရာဒီယိုပြပြီးတော့ကောင်မလေးနဲ့သွားတဲနေရဒီနှစ်ကရောဘယ်သူတွေနဲ့ဖြတ်သန်းပါလဲ သူတို့နဲ့ပဲ တူတူပဲ